လွန်ခဲ့တဲ့ရှေးတုန်းကပုံများဘာရာနတိပြည်မှာဖျားအလောင်းတော်ဟာတမင်မျိုးမှာထိပြီးကုရုံကမိကအမိရတဲ့တမင်မင်းထိခဲ့ပါတယ်။သူ့မှာရေကန်ထဲကလိတ်ကလေးတစ်ကောင်နဲ့တစ်ပင်ပေါ်ကတစ်တောင်လဲဆိုတဲ့မိတ်ဆွေရင်2ယောက်ရှိတယ်လေ။သူတို့3ယောက်ဟာတူးကိုတူးကူညီရင်းနဲ့တကယ့်ကိုအေးအေးချမ်းချမ်းနေထိုင်ကြတာပေါ့ကွယ်။ ဒါပေမဲ့ဒီနေ့မှာတော့ကြောက်လိုက်မှုဆိုးတယောက်ဟာသမင်မင်းတွာလာတတ်တဲ့လမ်းမှာသားရည်ကျိုးကြော်ကွင်းကိုလာဆင်ထားခဲ့ပါတယ်။သမင်မင်းဟာမတိပဲနင်းမိလိုက်တဲ့အခါမှာတော့ပြုံးဆိုတဲ့အတန်နဲ့အတူခြေထောက်မှာကြော့ကွင်းမိသွားပြီးလွတ်အောင်မယုံနိုင်တော့ပါဘူး ကဲဒီမှာတင်မိတ်ဆွေကိုကယ်ဖို့အတွက်လိတ်ကလေးဟာတားရည်ကျိုးကိုသွားနဲ့တဖြည်းဖြည်းကြိုက်ဖြတ်ပါတော့တယ်တစ်ဖက်မှာလည်းမုတ်ဆိုးလာတာကိုနှောင်နှီးသွားအောင်လို့တစ်တောက်ငတ်တာမုတ်ဆိုးရဲ့အိမ်ရှိမှာစောင့်နေပြီးမုတ်ဆိုးအပြင်ထွက်လာတိုင်းအော်ဟစ်ကမျက်နာကိုအတောင်နဲ့ခတ်ပြီးဟန်တားခဲ့တာပေါ့ဗျာ ။မုတ်ဆိုးဟာဒေါသတကြီးနဲ့တောသေးကိုအတင်းဝင်လာချိန်မှာတော့လက်ကလေးရဲ့ကြိုးစားမှုကြောင့်သမင်မင်းဟာကျိုးပြတ်ပြီးလွတ်သွားပါပြီ။ဒါပေမဲ့ပင်ပန်းနေတဲ့လက်ကလေးကတော့မပြေးနိုင်နဲ့မုတ်ဆိုးရဲ့ပိုက်ကွန်လေးကိုအဖမ်းခံလိုက်ရရှာတယ်။နောက်ဆုံးမှာတော့သမင်မင်းရဲ့ပြည့်ရည်ကြောင့်လက်ကလေးလွတ်မြောက်သွားပြီးမိတ်ဆွေ3ဦးဟာအန်ရီကင်းနဲ့တောနတ်ထဲကိုပြောင်းရွှေ့နေထိုင်ကြပါတော့တယ်။